ကဘာသူကဘာသားအားလုံးဟာအဝေးပြေးလမ်းမကြီးတစ်ခုပေါ်မှာရှင်တန်ရေးတိုက်ပွဲဝင်ဖို့ရုတ်တရက်ရောက်ရှိသွားကြပါတယ်တချို့ကစပီးဟောင်းလေးတွေနဲ့ရုန်းကန်နေရပြီးတောက်ရည်တောင်မရှိကြပါဘူးဒါပေမဲ့ကျွန်တော်ကတော့စစ်အဆင့်ပါရမီကိုရရှိခဲ့ပါတယ်လူတိုင်းရင်ငတ်နေချိန်မှာကျွန်တော်စီမှာတော့ရေရွေရှမ်းပဲပါပဲလောင်စာစီတွေကိုလည်းတူးတဲ့လက်ဝါးကြီးအုပ်ထားနိုင်ပါတယ်ကားမောင်းနေရင်နဲ့စနစ်ကနေအဝေးပြေးလမ်းမရှင်တန်ရေးကဘာမှကြိုးဆိုပါတယ်လို့နှုတ်ဆက်လာပါတယ်ပထမဆုံးအနေနဲ့အဆင့်ပါရမီကိုရရှိခဲ့ပြီးတငယ်ချင်းတွေစုဆောင်းနိုင်ခွင့်ရရှိခဲ့ပါတယ်ဒုတိယအကြိမ်ပါရမီနိုးထားလာတဲ့အခါမှာတော့ပစ္စည်းရရှိမှုနှုန်းကိုနှစ်ဆကနေ30ဆအထိတိုးမြင့်ပေးတဲ့အဆင့်ကံကောင်းခြင်းကိုရရှိခဲ့ပါတယ်တခြားသူတွေကတော့စပီးသုံးဘီလေးတွေနဲ့ဒုက္ခရောက်နေကြတာကိုပြတ်ပေါက်ခါမှာတွေ့ရပါတယ်လမ်းပေါ်မှာရိတ်ခါတစ်တာတစ်ခုကိုတွေးလိုက်ရပါတယ်အဲ့ဒီတစ်တာကိုဖွင့်လိုက်တဲ့အခါ30ဆတိုးမြင့်မှုကြောင့်တောက်ရည်30လီတာမုန့်30တစ်တာနဲ့ကားအဆင့်မြင့်တင်မှုပုံစံထုတ်ဆက်ကူတွေကိုရရှိခဲ့ပါတယ်ရရှိလာတဲ့ရေတွေကိုတလုံးတွေနဲ့လဲလှယ်ပြီးကားကိုအဆင့်မြင့်တင်လိုက်ပါတယ်အခုဆိုရင်ကျွန်တော်ကားကပိုပြီးခိုင်ခန့်တောင့်တင်းသွားပါပြီတခြားသူတွေကတော့ရေတပေါက်အတွက်တောင်အသေးအတန်လဲလှယ်နေကြရပါတယ်စနစ်ကနေသတိပေးချက်ထုတ်ပြန်လာပါတယ်နောက်ထပ်16ရက်ကြာမှအစစ်မိုးတွေနဲ့မိစ္ဆာကောင်တွေပေါ်လာတော့မှဖြစ်လို့အမြန်ပြင်ဆင်ရပါမယ်အဲ့ဒီအချိန်မှာဆိုင်ကယ်စီးလာတဲ့မိန်းကလေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်သူမနာမည်ကစုချင်းရွက်ဖြစ်ပြီးကျွန်တော်အဖွဲ့တဲကိုဖိတ်ခေါ်လိုက်ပါတယ်သူမကလည်းအရေးချင်းရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့နှစ်ယောက်လုံးမှာစီကုံခါနီးဖြစ်နေတဲ့ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်စုချင်းရွက်ကကျွန်တော်ရဲ့ကံကောင်းမှုကိုတန်တရားဝင်နေတော့မှပဲလမ်းပေါ်မှာနောက်ထပ်တက်တာတစ်လုံးကိုထပ်တွေ့လိုက်ရပါတယ်ဒါဟာကျွန်တော်တို့အတွက်အခွင့်အရေးကောင်းတစ်ခုပါပဲဒီတစ်ခါမှာတော့8ဆတိုးမြင့်မှုကြောင့်73စီ40လီတာအမဲသားဘူး8တက်တာနဲ့အဆင့်မြင့်တန်မဏိတုံး80အပြင်ကားအသစ်တစ်စီးရဲ့ပုံစံထုတ်ဆက်ကူကိုပါရရှိလိုက်ပါတယ်စုချင်းရွက်တယောက်အံ့ဩမြင်သက်သွားပါတော့တယ်